မြန်မာစကားနည်းနည်းလေးပဲကြားလိုက်တဲ့ဟာကို तू ကငါ့မြန်မာလားတဲ့အဲ့ဒါလေ तू English လိုပဲမေးတယ်ငါ့နေကမြန်မာလားဆိုတော့ငါဟုတ်တယ်မြန်မာလို့ပြောတာဟော तू အဲ့လိုတိနေရလားဆိုတော့ तू မြန်မာပဲလားဆိုတော့ तू ပြန်မေးလိုက်တဲ့ချိန်မှာ तू မြန်မာမဟုတ်ဘူးတဲ့ तू ကမွန်းတဲ့အော်ကိုရဲကြောင်တော့တယ်မွန်းဆိုတော့ဘာလဲပေါ့ကိုမကြားဘူးတဲ့နိုင်ငံလားပေါ့မဟုတ်ဘူးကိုရဲမွန်းလိုမျိုးဆိုတော့ကိုရဲကြားဘူးတဲ့ဒါပေမဲ့ तू ကမွန်းဆိုတော့အော်မြန်မာမဟုတ်ဘူးမွန်းဆိုတော့ဟိုတခြားကိုရဲမကြားဘူးတဲ့နိုင်ငံရဲ့နာမည်လားပေါ့အဲ့လိုထင်တော့တာတစ်ချက်တော့မနေ့ကကိုရဲပတိဆိုင်မှာအတိလောက်ဝယ်စား customer ကြောက်အတင်းပြောကြလို့ငါဟဲ့စဉ်းစားမရတာတခုရှိတယ်သူများတယ်ပေါ့နော်လိုင်းပေါ်မှာဟိုမွန်နိုင်ငံကရင်နိုင်ငံဆိုပြီးတော့အဲ့လိုမျိုးနဲ့ဟိုစကားများကြတာတွေခွဲထွက်ကြတာတွေကြားတယ်မြင်နေရပေါ့နော်ဒါပေမဲ့ကိုရီအဲ့လောက်ကြီးခေါင်းထဲမှာအဲ့လောက်ကြီးမထားဘူးကွာအော်ဒါဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ပေါ့နော်ဘာတွေဖြစ်နေကြရလဲပေါ့မနေ့ကကိုရီစီမှာလာဝယ်စားတဲ့တယောက်အကြောင်းပြောရမယ်ဆိုရင်ပေါ့နော်ဒါနဲ့နည်းနည်းဒါနဲ့ဆက်တယ်ပေါ့ကိုရဲကျရှမ်းတင်တာသူ့ရုပ်လဲဟိုအနောက်တိုင်းနိုင်ငံသားနဲ့လည်းမတူဘူးဆိုတော့ထိုင်းပါဆိုတော့သူတို့ရှမ်းလိုပဲစော်တီခါလုပ်လိုက်တာပေါ့နော်အဲ့ဒါဆိုတော့အင်္ဂလိပ်လိုပြောလာတယ်။အော်အင်္ဂလိပ်လိုပြောလာတယ်ဆိုတော့ထိုင်းလိုမျိုးမဟုတ်ဘူးပေါ့။ထိုင်းလိုမျိုးမဟုတ်ဆိုတော့ကိုရီးယားဒီတိုင်းပဲအင်္ဂလိပ်လိုပဲဆက်ပြောတာပေါ့နော်။ပြောရင်နောက်ကျတော့အနောက်မှာဟိုအကိုတယောက်ဆိုင်ကအကိုတယောက်ကကျတော့ကိုရီးမြန်မာလိုလမ်းပြောလိုက်တာ။လမ်းပြောလိုက်တဲ့ချိန်က तू ကအဲ့နည်းနည်းလေးပဲကြားလိုက်တာနော်။အဲ့မြန်မာစကားနည်းနည်းလေးပဲကြားလိုက်တဲ့ဟာကို तू ကငါ့ကိုမြန်မာလားတဲ့အဲ့ဒါလေ तू English လိုပဲမေးတယ်ငါ့ကိုနေကမြန်မာလားဆိုတော့ငါဟုတ်တယ်မြန်မာလို့ပြောတာဟော तू အဲ့လိုတိနေရလားဆိုတော့ तू မြန်မာပဲလားဆိုတော့ तू ပြန်မေးလိုက်တဲ့ချိန်မှာ तू မြန်မာမဟုတ်ဘူးတဲ့ तू ကမွန်းတဲ့အော်ကိုရဲကြောင်တော့တယ်မွန်းဆိုတော့ဘာလဲပေါ့ကိုမကြားဘူးတဲ့နိုင်ငံလားပေါ့မဟုတ်ဘူးကိုရဲမွန်းလိုမျိုးဆိုတော့ကိုရဲကြားဘူးတဲ့ဒါပေမဲ့ तू ကမွန်းဆိုတော့အော်မြန်မာမဟုတ်ဘူးမွန်းဆိုတော့ဟိုတခြားကိုရီမကြားဘူးတဲ့နိုင်ငံရဲ့နာမည်လားပေါ့အဲ့လိုထင်တော့တာတစ်ချက်တော့ဒါမဲ့မွန်လားလို့တစ်ခေါက်ပြန်မေးလိုက်တဲ့ချိန်မှာ तू ကဟုတ်တယ်တဲ့မွန်နဲ့အဲ့ဆိုမွန်လည်းမြန်မာပဲလေလို့ပြောတာ तू ဗမာမဟုတ်ဘူးတဲ့အဲ့ဆိုတော့ဗမာဟုတ်တယ်လို့ပြောချင်တာမဟုတ်ဘူးမြန်မာနိုင်ငံသားမဟုတ်လားပြောတာမွန်ဆိုတာမြန်မာနိုင်ငံသားပဲလေအဲ့လိုမျိုးပြောတဲ့ဟာ तू မြန်မာမဟုတ်ဘူးတဲ့ तू မွန်နဲ့ငါ့ပြန်မေးတယ်နေရပါလေတဲ့အကိုတွေမဲတော့ကိုတွေကတော့ကချင်ပေါ့နော်ကိုကကချင်လိုမျိုးလို့ပြောတာအော်ဟုတ်လားတဲ့ကချင်မွန်ဆိုတာအကုန်လုံးကမြန်မာနိုင်ငံသားပဲလို့ပြောတာ तू မဟုတ်ဘူး तू အငင်းတာ तू မဟုတ်ဘူး no တဲ့လုံးဝမြန်မာစကားတစ်ခုမှ तू မပြောအဲ့ဆိုကိုတွေလည်းတချက်တော့အော်တော့တာပေါ့ဟဲ့အပြင်မှာတစ်ခါမှလည်းအဲ့လိုမျိုးလူနဲ့တစ်ခါမှမတွေ့ဘူးဒါပေမဲ့ line ပေါ်မှာမြင်ရတွေ့ရတဲ့ချိန်ကျတော့တည်သွားတယ်။အော်သူတို့ဒီလိုမျိုးစိတ်ရှိနေတဲ့လူတွေပဲဆိုပြီးတော့တည်သွားတာ။ကိုယ်လည်းလေတန်ကျဲ့ပြီ။စကားလည်းပြန်ဆက်မငင်းချင်တော့လေနော်။ဈေးလောက်ဝယ်တယ်ဆိုဘေးကလူတွေလည်းကြည်နေတယ်။အမတခြားကစားနိုင်ငံသားလို့ပြောအောင်မအောင်ရှက်ကြတယ်။နည်းဟိုကဖြစ်သွားတာဖြစ်သွားပြီးတော့ဘာမှဆက်မပြောနဲ့လို့မွန်ကချင်ဘေးလူမျိုးမဆိုအကုန်လုံးကမြန်မာနိုင်ငံသားပဲဆိုအဲ့လိုမျိုးတစ်ခုမဲ့ပြောလိုက်တယ်။အဲ့ဒါ तू ကတည့်တည့်တစ်ခွက်တော့ဝယ်တော့တာ။ဝယ်တော့မှသူ့မှာတငယ်ချင်းအဖေက4ယောက်အစက4ယောက်ပါလာတယ်4ယောက်ပါလာကောင်မလေးက3ယောက်ကောင်လေးကသူ1ယောက်တည်းပဲအဲ့နဲ့နောက်ကျတော့သူတို့ကိုရီဆိုင်နောက်မှာကိုရီကြည်လိုက်အတင်းပြောလိုက်လေ့ကြည်လိုက်အတင်းပြောလိုက်နဲ့အဲ့နဲ့ကိုရီလည်းမှာဆိုင်ကတငယ်ချင်းတွေပေါ့အဲ့ तू ကဆိုင်ကတငယ်ချင်းတွေကိုပြောပြလိုက်တယ်အဲ့ကောင်အဲ့လိုအမျိုးလာပြောနေဟဲ့လို့အဲ့မျိုးပြောတော့သူတို့တစ်ချက်နင်းကိုအဲ့လိုမျိုးလာပြောတဲ့ကောင်ကအနောက်မှာကြည့်နေတယ်တဲ့အနောက်မှာကြည့်နေဆိုတော့ဟဲ့ကိုတစ်ချက်လေးကြည့်လိုက်ကြမှာကိုတွေအတင်းပြောနေတာနောက်တော့မွန်လည်းမြန်မာလိုမျိုးပဲနော်ကြည်လိုက်ရီပေးလိုက်ကြည်လိုက်ရီပေးလိုက်နဲ့လောက်တဲ့ချိန်ကျမှသွားလိုက်ကြတယ်အဲ့အဖွဲ့ကငါအရန်အော်တယ်အဲ့လိုမျိုးတကယ်အပြင်မှာတစ်ခါမှကိုမမြင်ဘူးနော်ဘလို့စိတ်တွေလည်းတော့မသိဘူးပေါ့နော်သူတို့ခံယူချက်နဲ့သူတို့ပေါ့ဒါပေမဲ့လည်းဟိုနေကမွန်လူမျိုးမဟုတ်ပါဘူးခြားလူမျိုးလို့ပြောတာလည်းမဟုတ်ဘူးလေနော်မြန်မာနိုင်ငံသားလားပဲမေးတာတကယ်တော့အကုန်လုံးမြန်မာနိုင်ငံသားပဲဟာ तू ကမဟုတ်ဘူးမြန်မာမဟုတ်ဘူးဗမာမဟုတ်ဘူးမွန်အဲ့ဆို तू ကမွန်နိုင်ငံတသေးလေးကနေလာတဲ့ဟာလားမသိဘူးအဲ့ဒါတော့ပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးလူအပြင်မှာတကယ်ကိုတွေ့ဖို့ပါတယ်လို့ပြောချင်တာတော်တော်အော်တော့လို့ပါအဲ့ဒါအတင်းလာပြောတာကဲပါရှင်ဒီနေ့မှာတော့ဒီ
ထိုင်းနိုင်ငံမှာပေါ့နော်ဒီကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးနဲ့ပတ်သက်ပြီးတော့ပြန်လည်ဝင်ပြပေးထားတဲ့ဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီမြန်မာနိုင်ငံသားတွေပေါ့နော်ဒီမြန်မာနိုင်ငံမှာတိုင်းသားလူမျိုးတွေမျိုးရှိကြရဲမှာပေါ့နော်တချို့တွေကြတော့လေဒီနိုင်ငံသားရောက်သွားတဲ့ခါကျရင်ကိုဒီမြန်မာလူမျိုးလို့ပြောရမှာကိုရှက်ကြရလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးမြန်မာနိုင်ငံသားလို့မပြောဘဲနဲ့ဒီလိုမျိုးမွန်နိုင်ငံကရင်နိုင်ငံရခိုင်နိုင်ငံပေါ့နော်ဒီလိုမျိုးပြောကြတာအင်းနဲ့ပတ်သက်ပြီးတော့ဒီကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်ကလေးတွေကိုပြပြထားတာဖြစ်ပါတယ်ရှင်။ဒါကလေးနဲ့ပတ်သက်ပြီးတော့ comment နေပါလေ။ကျွန်တော်တို့မွန်လူမျိုးတွေဟာ passport မကင်မဲ့နေထိုင်နေတဲ့သူတွေအများကြီးပါညီမမွန်တွေအတွက်ထိုင်းနိုင်ငံထုတ်ပေးထားတဲ့ပတ်ပါမသိဘူးမလားဆိုပြီးတော့ဒါမွန်လူမျိုးတွေကသက်လူမျိုးတစ်မျိုးဖြစ်တယ်ဆိုပြီးတော့ထောက်ခံထားတာကိုလည်းတွေ့ရတယ်ပေါ့နော်။ပြီးတော့ညီမကကရင်မှာထိုင်းမှာလည်းဈေးရောက်နေတယ်အဲ့လိုလူတွေအများကြီးတွေ့ပူတယ်လူမျိုးခွဲကြတယ်တချို့ကညီမကကရင်ပဲမြန်မာနိုင်ငံသားပဲခံယူထားတယ်ဆိုပြီးတော့လည်းပြောထားတာလေးလည်းတွေ့ရပေါ့နော်နောက်ပြီးတော့အလုံးယုံတစ်ခုဝင်ပူတယ်ဝင်ချင်းမတယောက်လာမေးတယ်ဘာလူမျိုးလဲတဲ့ကရင်ပမာဆက်လို့ပြောလိုက်တာစကားမပြောတော့ဘူးနှစ်ရက်လောက်ပြီးထွက်လိုက်တယ်စိတ်မချမ်းသာလို့ဆိုပြီးတော့ဝင်ပြီးတော့ရေးပေးထားတဲ့လူတွေကိုလည်းတွေ့ရပါတယ်ရှင့်အဲ့တော့လူချင်းမင်းတို့အနေနဲ့ရောဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်လိုများထင်မြင်နေပေါ့နော်မွန်ဆိုတာမြန်မာလူမျိုးပဲလားဒါမှမဟုတ်ရင်နိုင်ငံတကာနိုင်ငံလို့ထင်လားဆိုတာလည်း comment မှာရေးပေးခဲ့ကြပါအောင်နော်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆွေးနွေးကြပါအောင်မယ်ရှင့်